ကဲအခုဆိုလို့ရှိရင်တော့ညတနာရီခွဲ2နာရီထိုးခံနေမှာထားချက်ထားတဲ့ချက်မောင်ကျော်လေးဖြစ်ပါတယ်ဆန်တော်ချင်းကဘဲဆန်တော်ချင်းရဲ့လာမင်းနဲ့ထိုင်းလားမြန်မာလားလာမင်းနဲ့နိုင်ွက်ပဲကွာစောက်စိတ်စောက်စင်းရောက်တာတွေအကုန်လုံးတူတူပဲစောက်စိတ်တမကောင်းတာတွေအကုန်တူတူပဲနိုင်ွက်လေးနှစ်ကွာနဲ့ဘာမှလာပြီးစောက်ဆန်တော်ချင်းလေးလာမင်းနဲ့ဒါညဘက်ဟင်းချက်ရင်ပေါ့ပါဖို့ဆိုပြီးတော့ဒီဇိုင်နာနဲ့တခြားခတ်ထားတဲ့အထည်လေးဖြစ်ပါတယ်လက်စုလေးကတော့ရွှေလက်စုပပလေးပဲညအခုတနာရီ14ပေါ့နော်ကိုဟင်းချက်လို့ရှိရင်တကားဖွင့်ပြီးချက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားအခန်းနေရာတွေမှာအကုန်မြင်ရတယ်ပေါ့နော်ဆိုတော့ကိုအမှောင်တွေကနေမှဘသူတွေကစောင့်ကြည့်နေမလဲဆိုတော့မသိနိုင်ဘူးเนาะအဲ့အတွက်ကြောင့်မလို့ရော့နေတော့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလေးပြင်ဆင်ပြီးမှချက်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကိုကရှိနေရပါလေဟုတ်တယ်လားโอเคညပူတော့ပိုင်ပါလိမ့်မို့လားနော်ကဲအခုကျွန်တော်နဲ့မြင်နေကြအောင်ဖြစ်ပါတယ်ချက်တော့အဖြစ်ကြီးရင်းနှီးနေလေးကိုထည့်ပြီးတော့တတ်ပါတယ်ဒီစက်တဲ့ချိန်မှာလှနေပြီးညှိထည့်လိုက်တဲ့ချိန်မှာဒုက္ခတော့လှနေလို့ဆိုစားမှာငါစားမှာဘာမှတောက်ပြီးတော့ရှာရှည်ရှာမလို့တောက်ပြီးစိတ်ကကြာကြတယ်ကြည့်တကယ်ချင်းတို့ကြီးစမောင်ကျော်လိုက်တာစမောင်ကနေပြီးတော့ညစ်ကများနေညစ်ကျော်သွားပြီ sorry ဒါကညစ်ကပူစားလို့ပါမယ်โอเคမြေကြီးလေးကိုထည့်လိုက်ပါမယ် sorry ချစ်တို့ရေအိုးချခံနေမှာစားထဲကိုမိုင်းလေးမိသွားတယ်ကွယ်စားလေးထည့်မယ်ပြီးရင်စားနေချုံနဲ့စားရတယ်ကြာနေမှားပါလေဆိုရတယ်ကြည့်ရတယ်ပြန်ပြီးတော့ okay ချုံမကောင်းတယ်ကြောက်မသိဘူးချုံမထည့်မယ်ချုံမဒီနေ့ဆက်လိုက်နော်ဟုတ်တော့ကျွန်တော်ကလည်းမများဟုတ် okay ဟုတ်တော့ရှိဒီများချက်ကပြန်မှာငန်းညာရေးပေါက်တဲ့အတွက်ကြောင့်မလို့ငန်းညာရေးဒီနည်းလေးပေါက်မယ် okay ပြီးတော့အိမ်မှာအပေါ်ဆုံးမှာပစွန်ဆောင်မှုတ်ရှူလိုက်မယ်okay ပစွန်ဆောင်ကျော်စုဝါကဲအခုဆိုလို့ရှိရင်တော့စောင်းရအောင်စင်တန်းရှိတဲ့စမောင်ညစ်ကျော်လေးရရှိသွားပြီဖြစ်ပါတယ်ဒါတွေကိုတော်ရုံစားနိုင်မှုလူကုန်ထိုင်နေပဲစားနိုင်အောင်ဖြစ်တဲ့ကြောင့်မလို့အားလုံးမဲတတ်နိုင်လို့ရှင်လိုက်ပြီးတော့ချက်စားကြည့်နော်တတ်နိုင်လို့ရှင်တော့ဗီဒီယိုကြည့်ပြီးတော့ညက်ကြတယောက်တော့သူကငါ့ကိုအဲ့ဒါကြောင့်မလို့မီးဖို့ကြောင့်ဝင်လို့ရှင်အရန်သူကစိုးရင်လားငါကလည်းကြည့်ပါအောင်ဟဲ့ချင်းမောင်လေးကြော်လိုက်တာဂျပန်နေရွာလေးဝင်သွားသူလိုပဲပွားစာအကျဲနေရပဲဘာဖြစ်ဖြစ်ရတာလေးကောင်းတဲ့ချင်းမောင်ကြော်တစ်ခွက်လေးရပါပြီ thank you တကယ်ချင်းတို့ရေအမိုက်အိတ်လို့ဖို့အတွက်ကိုကျွအိတ်ကိုခောက်ပြီးသိမ်းလို့တမှုတော့ရှင်းသွားပြီမဲ့ဒီရေခွင်းသိမ်းတဲ့တမှုကတော့ကြံပါသေးတယ်မျိုးဘူးလေးတွေကိုတီးချက်ချာလေးထည့်ပြီးတော့ဒီတိုင်းထားခဲ့လို့မရပါဘူးဒီလိုလေးလုပ်ခဲ့လို့မရပါဘူးတခြားလေးအဖုံးကိုလုံနေအောင်ပိတ်ပြီးတော့သူ့ရဲ့ငကိုအတိုင်းထိထားပြီးမှโอเคပါတယ်ဟုတ်လို့ရှိရင်စစ်ဆေးမှုဝင်လို့ရှိရင်နေရာတွေ့လို့ရှိရင်နောက်ဆုံးတိုင်ခဲ့တဲ့သူမှာအပြစ်ရှိပါတယ်သိဖို့တာပြင်ထားပဲအဲ့ချိန်မှာ